မင်္ဂလာပါရှင်မြမပွဲလန်းသဘင်တွေမှာလူရှင်တော်တွေထက်တောင်ပရိသတ်ကိုပိုရရအောင်လုပ်နိုင်တဲ့ပစိုးခါတောင်းကြိုက်ထီးစုပ်လေးကင်ပြီးကတက်တဲ့ဥရွှေတို့ကိုလူတိုင်းသိကြမှာပါဒါပေမဲ့ဒီအခါကဘယ်ကနေစတင်ခဲ့တာလဲဥရွှေတို့ဆိုတာတကယ်ရှိခဲ့တဲ့သူလားဆိုတာရောသင်သိပါသလားဒီနေ့ဗီဒီယိုလေးမှာတော့ဥရွှေတို့နဲ့ဒေါ်မိုးအကရဲ့စိတ်ဝင်စားစရာသမိုင်းကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဥရွှေတို့ကကိုစတင်ဖန်တီးခဲ့သူကတော့မြမရုပ်ရှင်လောကရဲ့ဖခင်ကြီးလို့တင်စားကြတဲ့အလင်္ကာကျော်စွာဦးညီဘူးပဲဖြစ်ပါတယ်1923ခုနှစ်လောက်မှာရိုက်ကူးခဲ့တဲ့ဒေါ်မြိုင်စွန်းကလွမ်းအောင်ဖန်ဆိုရဲ့အတန်တဲ့ရုပ်ရှင်ဇာတ်ကားမှာဦးညီဘူးကဥရွှေတို့ဆိုတဲ့ဇာတ်ကောင်ရာကနေစတင်တရုပ်ဆောင်ခဲ့တာပါဥရွှေတို့ရဲ့ထူးခြားချက်များပစိုးကိုခါတောင်းကြိုက်ထားတယ်ပခုံးပေါ်မှာပိုဝါတစ်ထည်တင်ထားတယ်လက်ထဲမှာထီးဆုပ်သို့ဖြာလိပ်ကိုကင်ထားတယ်ထူးခြားတဲ့နှုတ်ခမ်းမွေးကားကားကြီးနဲ့ကပြတာဖြစ်ပါတယ်ဥရွှေတို့အကစတင်ပေါ်ပေါက်လာချိန်မှာဥရွှေတို့တယောက်တည်းသာကပြခဲ့တာပါနောက်ပိုင်းမှာအကကိုပို့ပြီးအသက်ဝင်အောင်ပို့ပြီးရေမောပျော်ရွှင်ရအောင်ဆိုပြီးဒေါ်မိုးဆိုတဲ့အမျိုးသမီးဇက်ကောင်ကိုထည့်သွင်းခဲ့ပါတယ်ဒေါ်မိုးဟာဥရွှေတို့ရဲ့အကဖော်ဖြစ်ကပြရင်းနဲ့ဥရွှေတို့နဲ့ဒေါ်မိုးဆိုပြီးအတွဲလိုက်နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်ဒီအကဟာမြမရိုးရာအကအလှတွေထဲမှာဟာသလဲနှောတဲ့အကအဖြစ်နေရာယူလာပါတယ်အထူးသဖြင့်ရှင်ပြုပွဲအလူတန်းနဲ့ကထိန်ပွဲတွေမှာမပါမဖြစ်တဲ့ဖျော်ဖြေမှုတစ်ခုဖြစ်လာခဲ့ပါတယ်ဦးညီဘူးကနေစတင်ခဲ့တဲ့ဒီအမှုပညာကိုနောက်ပိုင်းမှာလူရှင်တော်တွေအမှုပညာရှင်တွေကခေတ်ဆက်ဆက်လက်ဆင့်ကမ်းတရုပ်ဆောင်ခဲ့ကြလို့ဒီနေ့အထိရှင်သန်နေတာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ချစ်မြတ်နိုးရတဲ့ဥရွှေတို့နဲ့ဒေါ်မိုးကရုပ်ရှင်တရုပ်ဆောင်ကြီးဦးညီဘူးရဲ့ဖန်တီးမှုကနေစတင်ခဲ့တာဆိုတာသိလောက်ပြီလို့ထင်ပါတယ်အခုလိုမြမယဉ်ကျေးမှုနဲ့ဗဟုသူတစ်ဖြစ်ဖွယ်အကြောင်းအရာတွေကိုအမြဲကြည့်ရှုကြရင်တော့ကျွန်တော်ရဲ့ channel ကို subscribe ရိုက်လုပ်ထားဖို့မမေ့နဲ့နော်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ရှင့်